2026 Yamaha YZF ဒါ R15 ကအသစ်ထွက်လာပြီးဖြစ်ပါတယ်ဒါဘယ်လိုနေရရှိမလဲဆိုလို့ရှင်တော့ဒါ YZF R15M Premium version ကိုပုံမိုလေးပေးပြီးတော့ဒါအယောင်အသစ်တွေဒါ aerodynamic ဒါပြောင်းလဲမှုတွေပါဝင်လာနိုင်ပြီးတော့ဈေးနှုန်းကဘတ်3,200,000ဝန်းကျင်လောက်ရှိမှာဖြစ်ပါတယ်Yamaha YZF R15 ဆိုင်ရတာ2008မှာစတင်ထုတ်လုပ်ခဲ့ပြီးတော့လက်ရှိချိန်ထိထုတ်လုပ်နေတုန်းဖြစ်ပါတယ်2025 model နဲ့ဒါပြောင်းလဲလာတဲ့အချက်လက်အနေနဲ့ကတော့VVA စနစ်ကိုဒါပုံမကောင်းမွန်ချိန်ညှိနိုင်ပွဲရှိပြီးတော့ဒါ Wine Connect ဒါ assistant ကိုဒါပိုကောင်းတဲ့ feature တွေထည့်သွင်းလာနိုင်ပါသေးတယ်။ဒီဇိုင်းပိုင်းမှာ YZF series ရဲ့ဒါ DNA ကိုယူထားတဲ့ Sport Sun နဲ့ model ဖြစ်ပါတယ်။ Assist and Slipper Clutch, Dual Channel ABS brakes နဲ့ဒါ F7 ကြောင့် 4 တွေပါဝင်လာပါတယ်။ VVA နဲ့ဒါ Bluetooth connection ဒါ Wine Connect Quick Shifter ဒါ Full Digital တိုင်ဝက်တွေပါဝင်ပါတယ်။ 155cc အင်ဂျင်မှာဒါ Liquid Cooling စနစ်နဲ့ VVA နည်းပညာပါဝင်ပါတယ်။မြင်းခွန်ရအား73ဝန်းကျင်ထွက်မယ် top lane ကျတော့ဒါ 14.1 Newton meter ရှိမှာဖြစ်ပါတယ်ဓာတ်ဆီတကလန်ကိုမိုင်အနေနဲ့ဒါခန့်မှန်းခြေမိုင်100ဝန်းကျင်လောက်ဒါတီးထုံနိုင်မှာပါရရှိနိုင်တဲ့ရောင်းတွေအနေနဲ့ဒါ Icon Blue ဒါ Tech Black ဒါ Icon Performance ဒါ R15M စသဖြင့်ဒါ Sport ရောင်းတွေရနိုင်ပါတယ်Yamaha YZF ဒါ R15 Wine Connect ABS ဈေးရတာဘတ်3,300,000ဝန်းကျင်ဈေးရှိမှာဖြစ်ပါတယ်အခုမြန်မာငွေဈေးနဲ့ဆိုလို့ရှင်တော့340ဝန်းကျင်ရှိပါမယ်အရင်မှငွေဈေးနဲ့ဆိုလို့ရှင်တော့ဒါ35သိန်းဝန်းကျင်ပဲကျတယ်မှာပါဘလို့မကစားမှာဖြစ်ပါတယ်ဆိုင်ရဘင်းကြီးဝယ်ယူမယ်ဆိုလို့ရှင်တော့ကိုမျိုးဝဲမော်တော်ဆိုင် showroom ကိုတတိယလိုက်ပါ30ဝန်းကျင်ရနေပြီးတော့300ဝန်းကျင်ဒီဆိုင်ရမျိုးစုံရှိပြီးတော့ဒါ license ပါတဲ့ဆိုင်ရတူဒါအဓိကဒါရောင်းပေးပါတယ်ရန်ကုန်မှာသမော်ပြီးမြို့နယ် supply မှတ်တိုင်နဲ့16မှတ်တိုင်ညမှာရှိပြီးတော့မန္တလေးမြို့ချမ်းမြသာတီ58လမ်း110အေးကျမှာ showroom ရှိပါတယ်တင်းသိချင်းစသဖြင့်မြင်နေတာချင်းကော့ဖတ်မှာပြည်စုံလင်းချပေးတာပါတယ်